ဘက်ချဒီဘက်ချောင်းပြီလမ်းတော့ရှိရတော့လမ်းတော့မြင်ရဘုဘကဘူးကြည့်ဒီနဲ့တက်ဖက်ရောက်နေပါလေအင်စားသူ့ပြလေးစတဲ့ဟောဖေးလေးယူပါဟောရှေ့ကလည်းခဲနေရှင်းတော့ပြအားလုံးမင်္ဂလာပါမျိုးတွေ MK Entertainment Channel ကြိုဆိုလိုက်ပါတယ်ဒီနေ့တစ်ဆက်ပြင်းသတင်းလေးအရန်အောင်မှာရေးကြည့်တဲ့သတင်းလေးပြဒီသတင်းလေးကတော့ဇွန်လ18ရက်နေ့မုံနယ်သတင်းနဲ့မိုးလေတာသတင်းမိုးမြရေးကြီးရှင်ဖြစ်ပေါ်မယ့်နေရာဒေသတွေကိုကြိုတင်ခံမဲ့ထားတဲ့မိုးလေတာသတင်းတွေကိုတိဆက်ပြသပေးမှာမို့ကျွန်တော်ပြဖန်လေးအစောင့်တက်ရည်လည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုတော့ကျွန်တော်ပြဖန်လေးကိုဆက်လိုက်အောင်ဇွန်လ18ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာတပြည်လုံးမှာတိမ်အသင်းသင်းမှတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ရခိုင်ကမ်းရိုးတန်းဒေသမြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးအသင်းသစ်ထစ်ချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒုပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။မုတ်တုံလီအားအလွန်ကောင်းနေခြင်းကြောင့်မြစ်ချောင်းအနီးနားမှာရှိတဲ့မြို့ရွာတွေဆယ်နဲ့ရေလောင်တမန်အနီးမှာရှိတဲ့မြို့ရွာတွေအနေနဲ့လဲမိုးလေဝသသတင်းတွေကိုအထူးသတိပြုနားထောင်ပြီးတော့ရေကြီးရေရှမ်းမှုအန္တရာယ်နဲ့ဆယ်ရေလွတ်ခြင်းဆယ်ကျိုးခြင်းတွေကြောင့်ရုတ်တရက်ရေလွှမ်းမှုအန္တရာယ်တွေကိုသတိပြုကြရမှာဖြစ်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်တောင်ဘက်ကနေတနအီ25မိုင်မှမိုင်30ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင့်မှလှိုင်းကြီးနိုင်ပါတယ်ရှင်။တနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမခွေတို့မှာလေဟာအနောက်တောင်ဘက်ကနေတနအီ10မိုင်မှမိုင်20ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင့်ရှိနိုင်ပါတယ်။ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်ရှင်။နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းဧရာဝတီတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်မိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ26ဒီဂရီစင်တီဂရိတ်ဖန်မြို့မှာ28ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာတော့29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းစွန်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွှန်းကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အညွှန်းကိန်းဟာတာမန်အဆင့်မှာပဲရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။လူတွေထွက်လာတာကဲဟုတ်လားပြေးတာဖက်ချုပ်ပြီးပြေးတာရေရောအိုးဆိုပြန်ထိုးတော့မောင်ကျတော့ခုနကဘောကဟိုဘက်ရောက်သေးတယ်နော်ခုနကဘောကဟိုဘက်ရောက်တယ်ခုနဟိုရှင်းရကားဘွားလို့သူကြိုက်တာဘုသမီးရောက်မှနေဖက်ချုပ်ပြီးပြေးတာလူတွေပါလေဆိုဟိုနားလောက်လဲရောက်တော့ရေရောအိုးပြန်တော့ပြန်တော့ဆုံးပြေးတာဒီကနေ့မှမကြည့်တော့ပါဘူးနောက်တော့ဒီစက်တာတော့လေဘာလို့လုံးတယ်စက်တာတော့ရောစင်းဝါကရတယ်ဗျာသိလေရတယ်ဟာသူပေါ်ရနေနေဘယ်နာသွားမှာမင်းမရောက်ဘူးသွားလို့နာကျွန်တော်ပိုင်ဟိုလေခွင်းနဲ့ပါအောင်ကြံချင်းနဲ့ပါနမ်းမပြီးတော့လားကွာလမ်းပြောင်းနေတော့ဘူးရောက်ပါပြီအခုတယောက်ပါမှာသူခဏတော့ဒီတုံလေးချမ်းကြော်ပဲလို့ပြောတယ်ဒီဘက်ချမ်းမှဖြစ်လိမ့်မယ်အိမ်ကြီးကဒီဘက်ချမ်းဖြစ်လိမ့်မယ်လမ်းတော့ရှိရတော့လမ်းတော့မြင်ရဘုဘကဘူးကြည့်ဒီထဲမျောသွားမလားတော့ခုလမ်းတော့မြင်ရမှာလဲမှာလမ်းပေါ့ပြောရတာရတယ်ပြအိုင်ကဘူးကြည့်တာဒီမှာကျွမ်းနေတယ်ဒီမှာဟောဒီလိုတန်းတန်းစင်ဟာတော့ကောင်းတော့လို့မေးပြုံဟာဘယ်နာတော့ပါကြည့်တယ်နောက်တော့ဘယ်ဖုန်းလဲကြည့်ပါပေါ်မလာတယ်
ပြောတော့ကျွန်တော်ကဟိုဘက်ကဖုန်းတက်နေကြတာဗျာဒီဘက်ကဖုန်းဒီကံကဒါပန်း ပြောစီတဲ့ဆိုပြောစီရကြိုက်တဲ့ဟာပြောတဲ့ပြောစီနဲ့အဲ့ဒါသူကပြောစီချီပြော S ဟာနာပြော S ဟာနာပေါက်ခါရောနဲ့ရောအကုန်စစ်စစ်အေးတော့ပြောနေဟုတ်စစ်စစ်ရနေတယ်တော့ဒီနမကောင်းကောင်းကုန်းချရလို့ပဲပဲနေဆရာကြီးကတုတ်ခါကြီးရောတော့ဆိုတော့နော်အဲ့တုတ်ခါကလည်းပြောလာစူတော်မိကြတော့စူတော်ပြီးကြအပေါ်စူတော်ပြီးကြစီတော့နော်တို့လို့စူတော်ပြီးတာဟုတ်ပါတုတ်ခါမရောအကြီးကျယ်မှာတဲလားပူခါတော့မင်းရကချူနီဟုတ်တယ်နေတဲတော့မင်းရကချူတန်းနေဦးကန်တဲ့အပေးတယ်လို့ပါနော်မကြည့်အပေးတော့မမြင်အောင်ညာနော်အဲ့မပူခါတော့ဟုတ်ပါနော်မစောနဲ့ခပ်ပြီးတည်းနော်တရွာတပြုံမြောင်းနော်တော့အခါဘူးတယ်မလို့အော်အေးဆိုပြချက်အခုတော့ရတယ်အဲ့ဒီမှာထိတော့ထိုးနေရယောဝမ်လုံးတော့ဒီနေမလာကြီးဒီတော့ခါအန်ဒရဒီဒီခဲပြီးစီဖဲမလားစီယူမလားစီဝဲလားစီဖဲဝဲတယ်စီဖဲဟာလာတော့အိမ်လည်းမြုပ်နေပြီကျမတို့အိမ်လည်းမြုပ်နေပြီလို့ဒီလည်းမြင်ရတော့လားစီဖဲရပါတယ်အခုကြီးပြောသွားတော့ညာခါစားနေရတယ်ဒီကအခုပြလာနှောင်းနေရပါတယ်ဒီပဲဒီလည်းမြောက်တယ်နော်ပေးတယ်မြောက်တယ်အိမ်လည်းမြောက်တယ်ပါလာရမလားဒီဘောမှာကူးနေလိုက်တော့လောက်နေရမလားဒီဘောမှာပဲနေတဲ့ကူးနေတော့ပဲတော့နော်စိတ်တွေလည်းပြက်ဒီလိုနှောင်းနေရပါတယ်ဒီကြားတယ်ဖမ်းကြတယ်လေမြောက်တယ်အိမ်မြောက်တယ်အဲ့ဆိုင်ကြီးတော့ပဲပူနေလားပူနေအဲ့နေမကြီးကြတော့ပူနေတယ်တဲ့ပဲလည်းမြောက်တယ်အိမ်လည်းမြောက်တယ်လေလည်းမသိရဘူးလေလည်းမသိရဘူးတဲ့လေလည်းမြောက်ပဲလည်းမြောက်တဲ့ဆန်နေစီလောက်နေရတယ်ဆက်လောက်ရမလဲလို့အင်းစားရီတော့ခါရောနေပါလေတော့အင်းစားရီတော့ခါရောနေတယ်တဲ့နော်ဆက်လောက်ရမလဲလို့ဇာဆိုင်စားမလို့ဇာဆိုင်စားဘောဘူးမဲစရငူလည်းမြည်မထွက်ဆိုင်စားဘောလူပဲလည်းဆိုင်စားဘောပဲဘူးရှော့တယ်ကဲနေရှင်တော့ကာနေရှင်တော့တယ်ပြောပေးလေးဒီမှာငေါငေါရတယ် ပေးလေးဒီမှာငေါငေါရတယ်လို့နော် ပေးလေးမသိရဘူး အေးလို့ ဒီမှာငေါငေါချရတယ် နော်စိတ်ပြေတော့ခါရောတယ်ကွာ အေးလို့ ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြပိုင်းဒီလောက်ပါပဲဒီ view file လေးတွေကတော့ဒီမိုးများရေကြီးရင်ဖြစ်ဒါကတော့ဒီမြေပဲတွေကိုဒီရေတော်တွေမှာနှုတ်နေရတာတကယ်ဥမာဒီတောင်သူဦးကြီးတွေဒီတနာဖို့လဲကောင်းတယ်ဗျာနော်ဟုတ်ကဲ့ပါဒီ view file လေးကိုလည်းအများမြန်လို့ like and share လေးပြုလုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်တောင်သူဦးကြီးတွေလည်းဒီလိုမျိုးမိုးလေဝသသတင်းတွေကိုနားထောင်ရတော့ဒီကျွတ်တိကကွဲပြစီလို့ရတာပေါ့ဗျာနော်ဟုတ်ကဲ့ပါမျိုးတွေကျွန်တော် channel နဲ့မုံတဲ့သတင်းနဲ့မိုးလေဝသသတင်း share လေးသတင်းအသစ်တွေကိုမြင်တင်ဆက်ပေးမှာပေါ့ကျွန်တော် channel like ဆက်ကမ်းနဲ့ like ဆက်ကမ်းဘေးနဲ့ notification လေးကိုနှိပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေရဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုပြန်ဆောင်ရမယ်